နွားဝါဒနာရှင်ညီငယ်လေးတွေမေးများတဲ့ဘယ်လိုနွားမျိုးမွေးရမလဲဆိုပြီးတော့မေးကြတဲ့အခါမှာဘယ်လိုနွားမျိုးမွေးရမလဲဆိုရင်ခေကြိုက်ခေလိုက်ကတော့ဟောဒီလိုအပွားပေါက်မျိုးနဲ့ဇက်ပေါက်မျိုးကိုလူအများစုကတော့ကြိုက်ကြပါတယ်ဗျာလူတော်တော်များများလဲကြိုက်ကြတဲ့အနေထားကတော့ဇက်ပေါက်ဟောဒီလိုဇက်ပေါက်မျိုးဟောဒီလိုပွားပေါက်မျိုးကိုကြိုက်ကြပါတယ်ဗျဒီနွားလေးကတော့ဗန်ညောင်မျိုးနဲ့ပကံမျိုးစစ်ကဥပုံမြရဲ့ပရိဒါနွားလေးဖိုးပြည့်စုံဖြစ်ပါတယ်ဗျာကျွန်တော်ရဲ့ညီကိုတွေအနေနဲ့နွားရှာမယ်ဆိုလို့ရှိရင်လေဒီလိုပွားပေါက်မျိုးဇက်ပေါက်မျိုးလေးတွေကိုနဲ့ရှာပါကိုယ့်ရဲ့နမတွေကိုမျိုးဆက်ပြန်ပွားယူမယ်ဆိုလို့ရှိရင်လေဟောဒီလိုပရိဒါနွားကြောလေးဖြစ်တဲ့ဖိုးပြည့်စုံလိုနွားမျိုးလေးနဲ့နွားမျိုးဆက်ပြန်ပွားယူကြပါလို့ကျွန်တော်ရဲ့ညီကိုတွေကိုကြံပြုပေးလဲပြရစီဗျာပရိဒါနွားကြောလေးဖိုးပြည့်စုံကတော့ဇက်ပေါက်တွေပွားပေါက်တွေနဲ့ကြီးအားကောင်းတဲ့နွားလေးသာဖြစ်ပါတယ်လို့ကျွန်တော်ရဲ့ညီကိုတွေကိုကြံပြုပေးလိုက်ပြရစီဗျာ